ဒီနေ့ကငါးရင်ကိုကြော်တာတစ်မျိုးအချင်းဟင်းတစ်မျိုးနှစ်မျိုးချက်မယ်ငါးလေးကိုရင်ဦးဆုံးကြော်ထားခဲ့တယ်ငါးကြော်နေတော့မှချမောင်ရွက်နဲ့ကစွန်းရွက်နဲ့ကိုနှွှင်တယ်နှွှင်ပြီးသွားလို့ရှိရင်ရေသွားဆေးပါတယ်ရေနှစ်ထပ်သုံးထပ်ဆေးပါတယ်ရေဆေးတော့တသားလေးနှစ်ကောင်ကရေလာတောက်ပါတယ်သူတို့နှစ်ယောက်ရေတိုက်တယ်ပြီးတော့ငါးကြော်ဦးပြန်လာကြည့်တယ်ငါးကြော်ချက်သွားရင်စီတက်တယ်စီတက်ပြီးတော့6လေးပဲငါးကြော်နဲ့လေး6လေးလောက်လိုက်တယ်အဲ့ဒါပြီးသွားလို့ရှိရင်ထပ်ပြီးတော့စီတက်တယ်ပြန်တဲ့ငါးကောင်ရဲ့အမိဘိုက်သားနှစ်တုံးရဲ့ကိုစီတက်ပါတယ်ကိုအောင်ထိုက်ကငါးကြော်နဲ့ကြိုက်တယ်ကျမကအချင်းဟင်းကြိုက်တယ်ဆိုတော့အချင်းဟင်းတွေကိုငါးလေးနှစ်တုံးထည့်ချက်လိုက်တယ်စီတက်တယ်စီတက်ပြီးတော့ရေထည့်ပြီးတော့အဖုံးလေးအုပ်ထားလိုက်တယ်ရေလေးတရေလောက်ပြီးတော့မှအရွက်ထည့်မယ်ချမောင်ရွက်နဲ့ကစွန်ရွက်နဲ့ကိုထည့်လိုက်မယ်ထည့်ပြီးတော့အုပ်ထားလိုက်မယ်ပြီးလို့ရှိရင်စူရင်နမင်းလေးအုပ်လိုက်မယ်ခြာကန်ဒီလို့ရှိရင်အဲ့ဒါပြီးရင်တော့အချင်းဟင်းအိုးလေးလည်းရသွားပြီငါးကြော်နှစ်ကတစ်ခွက်ငါးနဲ့အချင်းဟင်းလေးကတစ်ခွက်ကျသွားပါပြီချက်ပါပြီမောင်ပြန်လာရင်အစင်သိမ့်စားလို့ရပါပြီကျေးဇူးပါချစ်ရှူအားပေးရတော့ကျေးဇူးတင်ပါတယ်ရှင်